ကဲငယ်ငယ်တုန်းကအဖေစီကနေခဏခဏကြားခဲ့ရတဲ့စကားလေးတစ်ခုရှိတယ်ညအလုပ်တစ်ခုကိုလုပ်ဖို့နီးလန်းနှစ်ခုပဲရှိတယ်တေချာမှန်ကန်အောင်လုပ်မလားတာမောအစနဲ့ပြန်လုပ်မလားတဲ့စဉ်းစားကြည့်နော်အလုပ်တစ်ခုကိုတေချာမလုပ်မိတဲ့အခါအချိန်တွေထက်ကုန်ခါနေအဲ့ဒီအလုပ်ကိုပဲထက်ခါတလဲလဲပြန်လုပ်ရတတ်တယ်လीတကယ်တော့စနစ်ကြတယ်ဆိုတာအလုပ်တွေကိုထက်ခါမလုပ်ရအောင်အချိန်ကုန်တက်တာအောင်ကာကွယ်ပေးတဲ့အကောင်းဆုံးနည်းလမ်းပဲဖြစ်ပါတယ်ဒီတော့စနစ်ကျနှမှုဆိုတာကိုပြင်းစရာကောင်းတဲ့စီမင်းစည်းကမ်းတွေလို့မြင်နေတာကိုခဏလောက်မေ့ထားလိုက်ကြအောင်ဗျာအဲ့ဒီစားဒါကိုတစ်ခုနဲ့တစ်ခုချိတ်ဆက်နေတဲ့ဘဝနေထိုင်မှုတတနာတစ်ခုဒါမှမဟုတ်ဂေယစနစ်ကြီးတစ်ခုလုံးအနေနဲ့ရှုထောင်ပြောင်းပြီးကြည့်လိုက်ကြစို့စနစ်ကြတယ်ဆိုတာအပေါ်ယံတန့်စီရလုတ်တာမျိုးကိုပြောတာမဟုတ်ဘူးနော်အရာအလုံးဟန်းချက်ညီချောချောမွေ့မွေ့လဲပတ်နေတဲ့ကိုယ်ပိုင်ဂေယစနစ်တစ်ခုကိုတိဆောက်တာကိုဆိုလိုတာပါဒီအကြောင်းအရာတွေကိုအဓိကအပိုင်း၅ပိုင်းနဲ့လေ့လာသွားကြပါမယ်စနစ်ကြနာလို့တဲ့စိတ်ဓာတ်မှတ်ဉာဏ်ကိုပြင်ပမှာသိသိနေရုပ်ပိုင်းဆိုင်ရာနေရာထိုင်ခင်းကိုပုံဖော်ခြင်းဘဝရဲ့မိခိုနေရမှုတွေကိုစီမံခန့်ခွဲခြင်းနဲ့ရည်ရွယ်ချက်ရှိပိုင်ဆိုင်ခြင်းတွေတိုးတက်မှုဆိုပြီးအဆင့်ဆင့်သွားကြမှာပါကဲပထမဆုံးအပိုင်းတစ်ခုချက်တဲ့စနစ်ကြလို့တဲ့စိတ်သက်ဆိုတာပါလဲဆိုတာကနေစလိုက်ကြရအောင်ဒါကပြက်ကတင်လေးတွေကိုအယောင်တွေခွဲပြီးလှပလေးလုချတာထက်အများကြီးပိုနဲ့နေပါတယ်ငေဘဝရဲ့နောက်ထပ်အမတရားလေးတစ်ခုကိုပြန်ပြောပြရင်ပစ္စည်းတစ်ခုကိုတုံးပြီးတာနဲ့ယူခဲ့တဲ့နေရာမှာအတိအကျချက်ချင်းပြန်ထားပါဆိုတဲ့အလေးအကျင့်လေးပါပဲတိတ်ရိုးရှင်းတယ်လို့ထင်ရပါမယ်ဒီလိုတင်းခဲ့တဲ့အခြေခံအလေးအကျင့်လေးကပဲကျွန်တော်တို့ဘဝမှာရှုပ်ထွေးမှုတွေတစ်ဆက်စုပုံလာတာမျိုးမဖြစ်အောင်တားဆီးပေးတဲ့အဓိကတော့ချက်ထွင်နေတာပါဒုတိယပိုင်းအနေနဲ့မညံကိုပြင်ပမှာတင်စီချင်းအကြောင်းကိုကြည့်ကြမယ်အမှားလုတ်တက်တဲ့ကိုဦးနော့ကိုဘယ်တော့မှအပြေအဝမမိခိုးဖို့ဆိုတဲ့အချက်ပေါ့လက်ခံကြလာတော့မတည်ဘူးလူတွေရဲ့မှတ်ဉာဏ်ဆိုတာအချင်းကြလာတာနဲ့အမျှတဖေးဖေးမွေးမိန်သွားတတ်တယ်လीဒါကြောင့်အရေးကြီးတဲ့အချက်လက်တွေကိုဥနောက်တဲမှာပဲအားကိုးပြီးမှတ်မထားတင်ပါဘူးဒီနေရာမှာကိုယုံကြည်စိတ်ချရတဲ့စနစ်တစ်ခုတိစောက်ဖို့လူလာပါပြီ Evernote လိုမျိုး Google Drive လိုမျိုးတုံးတာပဲဖြစ်ဖြစ်စာရေးစာတန်းလေးကို digital ပြောင်းပြီးသိမ်းတာပဲဖြစ်ဖြစ်မရှိမဖြစ်လိုအပ်တဲ့အချက်၃ချက်ရှိတယ်အဲ့ဒါတွေကတော့အချက်လက်တွေကိုလုံခြုံထိမ့်သိမ့်နိုင်ရမယ်။ဘယ်နေရာကနေမဆိုအလွယ်တကူဝင်ကြည့်လို့ရမယ်။ပြီးတော့ဖိုင်တွဲတွေနာမည်ပေးစနစ်တွေကိုစနစ်တကျလုပ်ထားပြီးလွယ်ကူကူပြန်ရှာနိုင်ရပါမယ်။နောက်ပြီးရန်တင်းစီချင်းဆိုလိုတာက backup လုပ်ထားခြင်းရဲ့အရေးကြီးပုံကိုလည်းပြောပြချင်ပါသေးတယ်။နှစ်ခုရှိတာဟာတစ်ခုရှိတာနဲ့အတူတူပဲ။တစ်ခုတည်းရှိနေတာကတော့ဘာမှမရှိတာနဲ့အတူတူပဲဆိုတဲ့မန်တန်လေးကိုအမြင်မှတ်ထားဖို့လိုတယ်ဗျာ။ဥပမာလေးစဉ်းစားကြည့်။ကင်မရာဘက်ထရီအပေါ်ဆောင်းထားတာမျိုးဒါမှမဟုတ်ရေခဲဒေတာထဲမှာနွားနို့ဘူးအပေါ်တပူအမြဲဝေထားတာမျိုးပေါ့တကယ်လို့တစ်ခုခုချိုးရင်တွားရင်တောင်နေ့စဉ်လုပ်ကင်းဆောင်ထားတာရုတ်တရက်ရက်တန့်တော့တာမျိုးမဖြစ်အောင်ဒီလိုအပေါ်ဆောင်ထားခြင်းကအပြည့်အဝကာကွယ်ပေးနိုင်ပါတယ်တတိယပိုင်းရောက်သွားပြီနော်ဒါကတော့ရုပ်ပိုင်းဆိုင်ရာနေရာတိုင်းခင်းကိုပုံဖော်ခြင်းတနည်းအားဖြင့်ကိုအလုံးလုံးပဲပတ်ဝန်းကျင်ကိုစနစ်တကျတည်ဆောက်ခြင်းပဲဖြစ်ပါတယ်စိတ်ကနေတဆင့်ပြန်ပါရောက်ပိုင်းဆိုင်ရာပတ်ဝန်းကျင်ဘက်ကိုကူးလာတဲ့အခါပစ္စည်းလေးကိုအမီတက်ဖားတဲ့ label လေးတွေရဲ့စွမ်းအားကဘလောက်ကြီးမားလဲဆိုတာတွေ့လာလိမ့်မယ်ဆိုပါတော့အိမ်ပြောင်းတဲ့အခါစားပွဲခွန်ကိုဖြိုးလိုက်လို့ထွက်လာတဲ့ဝတ္ထုလေတော့ nest အစားရှိတဲ့ပစ္စည်းတေးသေးလေးတွေကို plastic အိတ်ထဲတေးကြတဲ့ဒီနာမည်လေးတက်ထားလိုက်မယ်ဆိုရင်နောက်တစ်ချိန်ပြန်တက်တဲ့အခါဘလောက်တောင်အလုတ်တင်သွားမလဲစဉ်းစားတာကြီးပါတော့ဗျာဒီနေရာမှာစိတ်ဝင်စားစရာကောင်းတဲ့နိုင်ရှင်ချက်လေးတစ်ခုကိုပြောပြချင်တယ်။မြက်ကန်းယုံကြည်မှုနဲ့လက်တွေ့ကြမှုကြကကွာခြားချက်ပေါ့။နာမည်ကျော်စာဖို့မူကြီးအန်ထိုနီဘော်ဒင်းရဲ့စာအုပ်ထက်ကမီးဖို့ကြောင့်ဗျူဟာကိုကြည့်ရအောင်။သူကပစ္စည်းဆိုင်ကောက်တဲ့အခါအခရာဆင်လိုက် ABC စားတဲ့ဖင်လိုက်မိယူဗျာ။အဲဒီအစားမီးဖို့ကြောင့်တည်းမှာပစ္စည်းတွေတကယ်ရှိနေတဲ့လက်တွေ့နေရာဒေတာအနေထားအတိုင်းအစင်လိုက်စင်ရင်ပြူဆိုတာကပိုပြီးအလုတ်တွန်တယ်ဆိုတာသူတွေ့ခဲ့ရတယ်။တီရီဆွဲလန်းနေတဲ့လက်တွေ့အစုံဝင်မှုကအများကြီးပိုအရေးကြီးတာကိုပင်နဲ့ချက်ပြဝဟာရမှာ miss on bless ဆိုတာရှိတယ်။အကြိုင်မင်းကတော့အရာအလုံးမိမိနေရာနဲ့မိမိရှိနေခြင်းလို့အဓိပ္ပာယ်ရတယ်ဗျ။စာပုံမှုတွေဆိုရင်လက်မှာစီးရီပေးပိုးနေခြင်းမှာဓာတ်ကိုလိုက်ရှာရတဲ့အဖြစ်မျိုးမကြုံရအောင်ကြိုတင်ပြင်ဆင်မှုတွေစနစ်တကျထားထုံမှုတွေကိုတေချာလုပ်ထားကြတာလေ။တကယ်တော့ဒီသဘောတရားကမိဖို့ကြောင့်မတင်အတုံးဝင်တာမဟုတ်ဘူးနော်။ကိုယ်အလုပ်လုပ်မဲ့ဘဲလို့ professional နေရာမျိုးမှမဆိုရိုးပိုင်းဆိုင်ရာပြင်ဆင်မှုပတ်ဝန်းကျင်နဲ့စိတ်ပိုင်းဆိုင်ရာအတင်းဖြစ်နေမှုတွေအတွေ့အပြည့်အဝတုံးချနိုင်တဲ့အရာတစ်ခုဖြစ်ပါတယ်။အခုဆိုရင်အပိုင်းလေးဖြစ်တဲ့ဘဝရဲ့မိခေါ်နေရမှုတွေကိုစီမံခန့်ခွဲခြင်းအနာဂတ်အတွက်ကြိုတင်ပြင်ဆင်ခြင်းအကြောင်းကိုဆက်သွားကြရအောင်ဘဝရဲ့အစိပ်ပိုင်းအထိကိုဟန်ချက်ကြီးနေစက်ထင်းထားဖို့ကိုလည်းအခြေခံကြိုးစိုးမေးခွန်းတစ်ခုကိုအရင်မဲကြည့်မယ်ဗျမိခိုနေရမှုအင်္ဂလိပ်လို dependency ဆိုတာတကယ်တော့ဘာကိုခေါ်တာလဲတက်ရှိတဲ့ရှင်တန်ရက်တီဖို့နဲ့အကောင်းဆုံးအလုပ်လုပ်နိုင်ဖို့ဘာတွေလိုအပ်တယ်လဲဆိုတာကိုနားလည်ဖို့ကဒီမေးခွန်းရဲ့အဖြေပေါ်မှာအများကြီးမူတည်နေပါလေ
တကယ်စိတ်ဝင်စားစရာကောင်းတဲ့ဥပမာလေးတစ်ခုပေးမယ်နော်ရိုးရှင်းတဲ့ဆယ်တစ်ခုတည်းပဲရှိတဲ့တက်ရှိလေးတွေကိုကြည့်လိုက်ပါသူတို့ရှင်တန်ဖို့အတွက်ဆိုရေရှိတဲ့ပတ်ဝန်းကျင်ရဲ့အစာအာဟာရလေးရဲ့လောက်ပဲလိုအပ်တာဒါပေမဲ့လူသားတွေဖြစ်တဲ့ကျွန်တော်တို့မှာတော့အဲ့ဒီလောက်မရိုးရှင်းဘူးလीဘေးကင်းလုံခြုံတဲ့နေထိုင်စရာတွေပညာရေးရည်မှန်းချက်တွေလူမှုဆက်ဆံရေးတွေအစရှိတဲ့အင်မတန်ရှုပ်ထွေးတဲ့မိခိုနေရာမှုတွေကိုနေ့စဉ်နဲ့အမျှဟန်ချက်ညီညီစီမံခန့်ခွဲနေကြရတာပါဒီလိုရှုပ်ထွေးတဲ့လိုအပ်ချက်တွေကိုဘယ်လိုစီမံကြမလဲဒီနေရာမှာတတိကချင်းကွင်းဆက်လို့ခေါ်တဲ့ mindfulness loop အကြောင်းပြောပြချင်ပါတယ်ဥပမာနေ့လက်နေ့နိုင်လောက်ကြီးမှာဆက်ချောတတာဖြစ်သူတွားတိုက်ပြီးပြီလားလို့အမေဖြစ်သူကရုတ်တရက်လမ်းမေးလိုက်တဲ့အဖြစ်ပြက်လေးကိုစဉ်းစားကြည့်ဗျာအဲ့ဒါဟာဘဝမှာလိုအပ်နေတဲ့မိခိုနေရာမှုတွေကိုတတိပြုမိပြီးပုံမှန်စိတ်ပိုင်းဆိုင်ရာစစ်ဆေးမှုတွေလုပ်ရကနေတဆင့်အလိုအရောက်တတိပေးတတ်တဲ့စနစ်တစ်ခုကိုဦးနောက်ထဲမှာတေးကြတိဆောက်ထားနိုင်လို့ပဲဖြစ်ပါတယ်ကဲနောက်ဆုံးအပိုင်းဖြစ်တဲ့အပိုင်းကရွေးချက်ရှိရှိပိုင်းဆိုင်ခြင်းနဲ့တိုးတက်မှုကြောင့်ရုပ်လာပါပြီဒါဟာအခြေခံစနစ်ကြမှုတွေထက်အများကြီးပေါ်ပါတယ် ကိုယ့်ပတ်ဝန်းကျင်နဲ့ကိုပါပစ္စည်းတွေဝင်လာခွင့်ပေးမလဲဆိုတာတေချာစဉ်းစားကူလားဒီမှာအရေးကြီးဆုံးကပစ္စည်းတွေပုံများလာလေးအဲ့ဒီပစ္စည်းတွေကိုပြန်ထင်းဖို့ကိုယ့်ရဲ့အချိန်နဲ့ခွန်အားတွေပို့ပြီးကုံဆောင်ရလေးဆိုတာပါပဲတကယ်စနစ်ကျတဲ့သူတွေဟာတခြားသူတွေကိုအထင်ကြီးစီချင်းယုံတက်တက်နဲ့ပစ္စည်းတွေစုဆောင်းလို့မရှိကြဘူးဗျာတကယ်ပျော်ရွှင်မှုပြင်းနိုင်တဲ့တကယ်အသုံးဝင်တဲ့ပစ္စည်းတွေကိုပဲတတိထားရွေးချယ်ပြီးသိသိတတ်ကြတာတဘာဝပါခုနကပြောခဲ့တဲ့တတိကချင်းကွင်းဆက်ရဲ့အမြင့်ဆုံးရည်မှန်းချက်ကဘာလဲဆိုတော့ဘေးတိုက်ထွေးခေါ်ခြင်းလို့ခေါ်တဲ့ lateral thinking ပဲဖြစ်ပါတယ်ဆိုလိုတာကပြဿနာတွေကိုထိတ်တိုက်မရှင်းမဲ့တွယ်ဝိုက်တဲ့စင်ကျင်တွေးခေါ်မှုတွေနဲ့ဖြေရှင်းတာမျိုးပေါ့ဒီလိုထွေးခေါ်နိုင်ဖို့ဆိုရင်အင်မတန်ချီမားတဲ့ဖန်တီးနိုင်စွမ်းရည်လိုအပ်တယ်လို့ကျေပြန့်တဲ့တစ်ခုနဲ့တစ်ခုဆက်နေလဲအခြေခံပို့ထတာတွေလည်းအများကြီးရှိထားဖို့လိုအပ်ပါတယ်ဒါဆိုရင်ဒီလိုဘေးတိုက်တွေးခေါ်နိုင်စွမ်းကိုဘယ်လိုများစနစ်တကျလေ့ကျင့်ယူနိုင်မလဲတိတ်မခက်ပါဘူး calculus လိုမျိုး computer algorithm လိုမျိုးစင်ခေါ်မှုအပြည့်ရှိတဲ့ဘာသာရပ်တွေကိုကိုယ်တိုင်တက်ကြွလေ့လာခြင်းကနေရရှိနိုင်ပါတယ်ခက်ခဲရဲ့ပြဿနာကြီးတွေကိုဖြေရှင်းနိုင်လို့မဲ့အပိုင်းငယ်လေးတွေအဖြစ်တေးပြီးတော့လေ့လာမယ်ဆိုရင်ကျွန်တော်တို့ရဲ့စွမ်းဆောင်ရည်တွေအများကြီးပိုကျပြလာတာကိုလက်တွေ့မြင်တွေ့ရမှာပါအလုံးချုံငုံပြီးတော့နောက်ဆုံးနေရင်စဉ်းစားစရာမိကုန်းလေးတစ်ခုနဲ့အဆုံးသတ်ချင်ပါတယ်ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာနေရာလွတ်တွေကိုရှင်းလင်းလိုက်ခြင်းကအနာဂတ်အခွင့်အလမ်းတွေကိုစုပ်ကိုင်းနိုင်ဖို့တကယ်ပဲဘလို့တကားဖွင့်ပေးတယ်လေမှတ်ထားဖို့ကအမင်းဆုံးပေါ်စနစ်ကြမှုဆိုတာပေးစီတဲ့တန်ရှင်းတဲ့ရဲ့နေုံတက်မဟုတ်ဘူးဆိုတာပါပဲတကယ်အနှစ်သာရကတော့ရှုပ်ထွေးလာတဲ့အနာဂတ်ရဲ့စိန်ခေါ်မှုတွေကိုအောင်မြင်စွာကျော်လွှားနိုင်မဲ့စွမ်းရည်နဲ့နေရာလွတ်တစ်ခုကိုကိုယ်တိုင်ဖန်တီးတည်ဆောက်လိုက်ခြင်းပဲဖြစ်ပါတယ်ဗျာ